ပလိတ်တွေကနေပြီးတော့မှဖုန်းကြီးတွေကိုစစ်စေမေးမြန်းမှုတွေပြုလုပ်နေတဲ့မြင်ကွင်းပဲဖြစ်ပါတယ်ရှင်။ဘာဖြစ်လို့ဖုန်းကြီးတွေကိုစစ်စေမေးမြန်းမှုတွေပြုလုပ်နေရလဲဆိုလို့ရှိရင်ပေါ့နော်။ဖုန်းကြီးတွေကစေးသုံးတယ်စေးချောက်ရှူတယ်ဆိုပြီးတော့မှပလိတ်တွေကတည်င်းတိကျချက်လက်တွေနဲ့တကွာပေါ့နော်ရရှိထားတဲ့အတွက်လာရောက်ပြီးတော့ဖုန်းကြီးကြောင်းတစ်ကြောင်းမှာစစ်စေနေတာပဲဖြစ်ပါတယ်ရှင်။သူတို့ရဲ့စီးကိုစစ်တာပေါ့နော်။အဲကြောင့်မလို့ပလိတ်တွေကဖုန်းကြီးတွေကိုမေးပါတယ်ဘယ်ကရလဲဘဒုစီမှာဝယ်တာလဲဘဒုလာပို့ပေးတာလားလာပို့ပေးသမားရှိလားဒါမှမဟုတ်ကိုသွားယူတာလားဆိုပြီးတော့မှလာပို့ပေးတဲ့လူဘဒုလဲမေးမြန်းတာပေါ့နော်အဲဖုန်းကြီးတွေကတဲနဲ့တဲဟို तू မသိဘူး तू မယူလာဘူးဟိုဖုန်းကြီးကသူ့ကိုလာပေးတာဟိုအပါကသူ့ကိုလာပေးတာအဲ့လိုမျိုးညင်းပွားနေတာပေါ့နော်အဲ့ဒါနဲ့ဖုန်းကြီးတွေအခန်းထဲမှာဒီ plate တွေကဝင်ရပြီးတော့စစ်စေတာပဲဖြစ်ပါတယ်ရှင်အဲ့ဒီမှာဆိုလို့ရှင်ဘာတွေတွေးရှိလဲဆိုရင်တတ်နှံ့တွေလည်းတွေးရှိပါရှင်တတ်နှံ့တွေဆေးကြောက်တွေပေါ့နော်ကောလုံးမြင်းဆေးတွေရောပေါ့နော်အဲ့ဒါတွေကောလုံးကိုတက်တွေလောက်ပြီးတော့မှ plate တွေကဖုန်းကြီးတွေကိုလာရောက်ပြီးဖမ်းဆီးတာပဲဖြစ်ပါတယ်ရှင်ခုဆိုရင်ဘယ်လိုလုပ်ကြမလဲကြည့်ပါအောင်ဖုန်းကြီးတွေလည်းယုံလို့မရတော့ဘူးနော်ကြောက်စရာတငယ်ချင်းတို့ရေ